မင်္ဂလာပါကျွန်တော်တို့ဒီတစ်ခေါက်သင်ခန်းစာမှာတော့အခြေခံ plugin လေးကိုเนาะကျွန်တော်တို့တီးခက်ကြည့်မယ်လေ့လာကြည့်မယ်ကျွန်တော်တို့ plugin ကိုတီးမယ်ဆိုလို့ရှိရင်ညာဘက်လက်ကရေးကြည့်ပါတယ်ကျွန်တော်တို့လက်မเนาะကျွန်တော်တို့လက်ညိုလက်ကလေးလက်တကျွေးဒီလက်လေးချောင်းနဲ့ကျွန်တော်တို့တီးရမှာဖြစ်တယ်လက်မကတော့ကျွန်တော်ဒီအပေါ်3ကျူးပေါ့เนาะ6ကျူးရယ်5ကျူးရယ်4ကျူးရယ်နော်ကျွန်တော်တို့ E ကျူ A ကျူ D ကျူကိုကျွန်တော်တို့ဒီကတာဝန်ယူရမှာဖြစ်တယ်ကျွန်တော်တို့လက်ညိုးကတော့3ကျူတာဝန်ယူမယ်ကျွန်တော်တို့လက်ကလေးကတော့2ကျူတာဝန်ယူမယ်လက်တကြွေကတော့1ကျူကိုကျွန်တော်တို့တာဝန်ယူမှာဖြစ်တယ်ဒါကတော့ပုံမှန်ပေါ့တချို့တချင်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြောင်းလေးလေးတွေရှိတတ်ပါတယ်ဆိုတော့လက်မကတော့ကျွန်တော်ဒီအပေါ်ကျူတွေနော် beast ကျူပေါ့နော်အခြေနှုတ်လေးတွေကိုသူကတီးပေးရမှာဖြစ်တယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဒီလိုလေးတွေတီးကြည့်မယ်အပေါ်တကျိုးမှာ C ဆိုလို့ရှိရင် C ရဲ့ base နှုတ်ကဒီမှာနော်ကျွန်တော်တို့5ကျိုးမှာဖြစ်တဲ့အတွက်5ဒါဆိုလို့ရှိရင်ဒီလိုလေးကျင့်ကြည့်မယ်5သူက5ကိုတီးမယ်လက်ညိုက3ကိုတီးမယ်လက်ကလေးကကျွန်တော်2ကျိုးတီးမယ်လက်တကြွေက3ကျူကိုကျွန်တော်တို့1ကျူကိုတီးမှပြတယ်နော်ဒီလိုလေးတီးအရင်ဆုံးတော့ဒီလိုလေးကျင့်ကြည့်မယ်နော်1 and 2 and ဒီလိုလေးအရင်ဆုံးကျင့်ကြည့်မယ်5 3 2 1နော်5 3 2 1အဲ့လိုလေးအရင်ဆုံးကျင့်ကြည့်မယ်5 3 2 1နော်1 and 2 and 3 and 4 andဒီဟာလေးကိုကျွန်တော်တို့အရင်ဆုံးလက်လေးတွေနေရာလေးမှန်အောင်အရင်ဆုံးကျင်းကြည့်မယ်5 3 2 1 5 3 2 1 C ဆိုရင် C ကဒီ base နှုတ်ကဒီမှာဖြစ်တယ်နော် base 5 3 2 1နော်1 and 2 and 3 and 4 and ဒီလိုလေးကျင်းကြည့်မယ်1 and 2 2 and 3 and 4 and 5 3 1 2 5 3 2 1 5 3 2 1 5 3 2 1ဒါလေးကိုကျွန်တော်တို့လက်လေးတွေနေရာလေးမှန်တော့ကျွန်တော်ရင်လုံးကျင့်ကြည့်မယ်နော်3 2ဖြည်းဖြည်းလေးရပြီဆိုရင်မြန်မြန်လေးကျင့်ကြည့်ပါအဲ့လိုလေးကျွန်တော်ကျင့်မယ်ပြီးကျွန်တော်တို့ A minor အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ base ကဘယ်မှာတီးရမလဲ E နှုတ်ကိုတီးရမှာဖြစ်တယ်เนาะဒါဆိုလို့ရှိရင်5ကျူးကလွတ်ကျူးက E နှုတ်ဖြစ်တဲ့ E အဲ့လိုလေးတီးမယ်5 3 2 1ပဲဒီလိုလေးကျွန်တော်တို့ကျင့်ပေးရမှာဖြစ်တယ်เนาะပြီးရင်ကျွန်တော် D minor အတွက်ကျွန်တော်တို့ plugin တီးတဲ့အခါမှာတော့ကျွန်တော်တို့ major minor တွေပေါ့နော်မရှိဘူးဒါကြောင့်မလို့ D ဖြစ်တဲ့အတွက် E A D ကျွန်တော်၄ကျူးက D note ဖြစ်တဲ့အတွက် D ဒီ bass note လေးကိုတီးပေးရမှာဖြစ်တယ်ဒါဆိုရင်4 3 2 1အဲ့လိုလေးကျင့်မယ်4 3 2ဒီလိုလေးကျွန်တော်တို့ကျင့်ရမှာဖြစ်တယ်ပြီးကျွန်တော် G chord လေးကျင့်ကြည့်ရအောင် G ကလည်းဒီလိုပဲသူ့ရဲ့ bass note ကကျွန်တော်6ကျူးမှာဖြစ်တယ်အဲ့ဒါဆိုရင်ဒီ6ကျူးကိုတီးရမှာ6 3 2 1 6 3 2 1ဒီလိုလေးကျွန်တော်တို့လက်လေးတွေအရင်ဆုံးနေရာကျသွားကျင့်ကြည့်မယ်ဒီလက်မလေးကလည်းသူတီးရမယ်ဥစ္စာလေးတွေမှတ်မိတော့ကျွန်တော်တီးကြည့်အောင်နော် C ရဲ့ A minor ရဲ့ D minor ရဲ့ G ရဲ့ကျွန်တော်တို့ကျင့်ကြပုံမှန်တိုင်းလေးပဲကျင့်မယ်ဒါဆိုလို့ရှိရင်ကျင့်ကြည့်အောင်နော်1 and 2 and 3 and 4 and နော်5 3 2 1 5 3 2 1 A minor ဆိုလေ5 3 2 1 5 3 2 1 D minor ဆိုရင်နော်4 3 2 1 4 3 2 ကျွန်တော် G ဆိုရင်တော့6 3 2 1
ဒီလိုလေးအခြေခံလေးကြည့်ရမှာဖြစ်ပါတယ်ဒီချင်းကြည့်ပါ